2025မှာပေးရတဲ့ဈေးနဲ့တန်တဲ့ Apple product ကိုပြပါဆိုရင်တော့ Mac Mini M4 ကထိတ်ဆုံးအဖြစ်လိမ့်မယ်ဗျ။အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့$599ပဲပေးရတယ်ဒီ Mac Mini M4 base model ကို video edit တွေ bass mat တွေမကပဲနဲ့ game မှာစော့ကြည့်ထားတဲ့အတွေ့အကြုံလေးကိုစုပြီးတော့ Mac Mini M4 full review လုပ်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါ Peter Blog ကကြိုဆိုပါရစေ။ကျွန်တော်ကျော်တော်ရင်းပါ$599ပဲပေးရတယ်ဒီ base model Mac Mini M4 မှာဆိုလို့ရှိရင်တော့ M4 chip ကိုမှ 10 GPU နဲ့64 neural engine ပါတဲ့ version ဖြစ်ပြီးတော့ RAM က 16GB နဲ့ SSD 256GB တို့ပါဝင်ပါတယ်။ site ကတော့အခုမြင်တဲ့အတိုင်းပဲပေါ့နော်။တော်လေးကိုတေးသွားတာ။အဲ့တော့အရင် M2 model နဲ့တဝက်လောက်တော့ပေါ်သွားတယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်မြင်တဲ့အတိုင်းပဲပေါ့နော်အခုကျွန်တော်မျက်နှာလောက်လက်တဝါလောက်တော်ကိုသေးတယ်ဗျာသိလားစဖွင့်တော့ကတော့ဒီကစားတွေကတာလောက်လေးပဲလို့တော့ထင်ရတယ်ပေါ့နော်အဲ့လိုပြောစရာဖြစ်သွားတယ်ပေါ့တော်လေးသေးသွားတာပေါ့သေးတာပေါ့သေးလေသေးတယ်ပေါ့လေပေါ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုဒီ review လုပ်နေတဲ့ဒီ Mac Mini M4 base model ကနိုင်ငံတော်များများမှာကျွန်တော်လူကြိုက်များတဲ့ price to performance mini PC တလုံးဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ model ကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ဒီသေးလေးကိုဝယ်ပြီးသွားရင်ဘယ်လောက်အထိလုပ်လို့ရလဲဘယ်လောက်အထိစွမ်းဆောင်နိုင်လဲဆိုတာတွေကိုကျွန်တော်စမ်းကြည့်ပြခဲ့ပါတယ်ဒီ base model မှာက Apple Intelligence ကြောင့် RAM က 16GB အထိကိုပါလာတာဖြစ်ပေမဲ့လောဘမတတ်နိုင်လို့ကျွန်တော်တို့ RAM 8GB လောက်ထပ်တိုးလိုက်မယ်ဆိုရင် RAM က 24GB ဖြစ်သွားပေမဲ့$200ထပ်ပေးရပါ SSD လည်းအဲ့လိုပဲတစ်စင်းမြင့်တိုင်းမှာ$200ပေးနေရမှာပါဒါတော့ Apple လीနော် Apple ရဲ့ထုံးစံအတိုင်းပဲဈေးကတော့တစ်စင်းမြင့်တိုင်းမှာ e-စိတ်နေမှာပဲဖုန်းပဲဝယ် laptop ပဲဝယ်အခုလို budget Mac Mini ဆိုရင်တော့ပဲတစ်စင်းမြင်တိုင်းမှာ$200ကောက်နေတာကြီးကဘယ်တော့မှပြောင်းလဲမှလည်းမသိဘူးပေါ့နော်ထားပါတော့ review လေးဆက်သွားရအောင်ပေါ့နော် SSD ကဒီ 256GB နဲ့ဆိုလို့ရှိရင်တော့နည်းနည်းနဲတယ်လို့ပဲပြောလို့ရပါမယ်အခုနောက်ပိုင်းမှာ Acer နဲ့ SSD တွေကတော်လေးကိုဈေးသက်သာလာတယ်လို့ပြောလို့ရတယ်ဗျအဲ့ဒါကြောင့်မလို့အခု price to performance ဖြစ်တဲ့ဘက်ကိုတော့သွားအောင်သုံးခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ base model ကို Acer နဲ့ SSD တွေဒါမှမဟုတ်ရင် dock station တွေတက်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကျွန်တော်တို့ကဈေးတက်နဲ့သုံးလို့ရမှာဖြစ်ပါတယ်။နောက်ပြီးတော့ဗျာဒီ Mac Mini ဆိုတဲ့အရာကလည်းပဲ MacBook တွေလိုမျိုးတည်ပြီးတော့ရှောက်သွားနေရတာမဟုတ်ဘူးလေ။ရှောက်သွားနေတဲ့အခါမဟုတ်ဘူးအထိုင်ထားပြီးတော့သုံးတာများတယ်။အဲ့ဒီအတွက်ဒီလိုမျိုး SSD တွေကိုကျိုးနဲ့တက်ပြီးတော့ပဲသုံး base အောက်မှာ station တွေ dock တွေတက်ပြီးတော့ပဲသုံးသိပြဿနာမရှိဘူးလေ။အဆင်ပြေတယ် easy ပဲ။အဲ့လိုမျိုးဆိုတော့ SSD performance အရင်မလိုဘူး။တခါတည်း 256GB ကိုမှကျွန်တော်တို့ဒီလိုမျိုးလေးထပ်တိုးပြီးတော့သုံးမယ်ဆိုရင်ပို့ပြီးတော့ပေးရတဲ့ဈေးနဲ့တန်တဲ့ Mac Mini တလုံးရရှိမှာဖြစ်ပါတယ်ဒါကကျွန်တော်အထင်မြင်ယူဆချက်ပေါ့နော်ဒီတစ်ခေါက်ထွက်တဲ့ macOS Square ကစပြီးတော့ဒီ Apple Store ကနေပြီးတော့ download လုပ်ပြီးတော့သုံးရမယ် file size ကြီးတဲ့ application တွေကို external drive ပေါ်မှာဒါလိုမျိုး SSD တွေမှာတင်ပြီးတော့သုံးလို့ရလာတယ် hard disk ပဲဖြစ်ဖြစ် SSD ပဲဖြစ်ဖြစ်ပေါ့ဒါပေမဲ့ hard disk ကိုတော့ဒီမှာသုံးချမယ်လို့တော့မထင်ဘူးပေါ့နော်ထားပါတော့အဲ့တော့ Apple Store ရဲ့ setting တွေကိုကျွန်တော်တို့သွားလိုက်မယ်ဆိုရင်ဒီလိုမျိုးအမှန်ချစ်လို့ရတဲ့ဟာလေးပေါ်ရပေါ့နော် download and install left add to a separate disk ဆိုတာလေးကိုကျွန်တော်အမှန်ချစ်ပြီးတော့ကိုသုံးမဲ့ drive ကိုရွေးပေးလိုက်မယ်ဆိုရင်အဆင်ပြေပါတယ်အဲ့တော့ဒီ Mac Mini က 256GB ပဲရှိတာကို game တွေ app တွေအတွက် kit အများကြီးပေးနေရမယ်ဆိုရင်တော့မဟုတ်သေးဘူးလေအဲ့တော့ကျွန်တော်တို့ဒီလိုမျိုး SSD တွေပဲဖြစ်ဖြစ် NVMe SSD ဒါမှမဟုတ်ရင်ဒါကတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ဒီ DIY လုပ်ထားတဲ့ SSD ပေါ့နော် case တွေကိုထည့်ထားတဲ့ဒီလိုမျိုး SSD လေးတွေကို case တွေကိုထည့်ပြီးတော့သုံးတာအဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်အကူတခြား ready made SSD တွေဝယ်ပြီးတော့သုံးရင်လည်းရပါတယ်အဲ့လိုမျိုး SSD တွေပေါ်မှာတင်ပြီးတော့တခါတည်းသုံးလို့ရလာပါတယ်အဲ့တော့ story အတွက်ကတော့တိတ်ပြီးတော့စိတ်ပူစရာမလိုတော့ဘူး SSD ပေါ်မှာတင်သုံးလို့ရတယ်ဆိုတော့အဆင်ပြေသွားပါပြီကွန်ပျူတာဝယ်ပြီးရင်မေးကြတာတခုရှိတယ် video edit လုပ်လို့ရလား video edit ကလေရိုးလုပ်လို့ရရုံနဲ့မကောက်ဒီ Mac Mini M4 နဲ့ဆိုရင်လုံးဝလမ်းပြန်ထွက်နေအောင် share ဆိုလို့ရတယ်။ Premiere Pro ကတော့ကျွန်တော်တိတ်ပြီးတော့မသုံးပြဘူးเนาะကျွန်တော်တို့ Final Cut သုံးတာများတယ်ဆိုတော့အရင်ဖိပြီးတော့ပျော်လို့မရပါမယ်ကျွန်တော်ထင်တော့အဆင်ပြေနိုင်ပါတယ် Premiere Pro သုံးမယ်ဆိုရင်လည်းပဲပေါ့နော်ဒါပေမဲ့ Final Cut Pro သုံးမယ်ဆိုလို့ရှိရင်တော့ဒီ M4 ကို Pro version အထိတောင်သွားစေရမလို့ပ YouTube video လောက်နဲ့ edit လုပ်မဲ့သူတွေအနေနဲ့ကဒီ base model M4 နဲ့တင် share ဆိုပြီးတော့ share edit လုပ်လို့ရပါတယ် okay ဥပမာအနေနဲ့ဗျာကျွန်တော်တို့ Final Cut Pro အခုနောက်ဆုံးထွက်တဲ့ version မှာဆိုလို့ရှိရင်ဒီ Apple Silicon chip တွေမှာပါတဲ့ neural engine ကိုအသုံးပြုပြီးတော့လုပ်လို့ရတယ်တော်တော်လေးများလာတယ်ဗျဒီ AI နဲ့ကဒီ Apple တွေမှာ iPhone မှာအခု Apple Intelligence ပြဿနာတက်သွားပေမဲ့အခုကျွန်တော်တို့ Mac တွေမှာကအဲ့လောက်ကြီးတိတ်ပြဿနာမရှိဘူး iPhone မှာ AI ကဟိုခိုင်းဒီခိုင်းမှုဒါမှလည်းခိုင်းဖို့ဆိုပေမဲ့ဒီမှာကအဲ့တခြားသော software တွေပေါ့နော် Photoshop လို့ဟာမျိုးတွေဒီလိုမျိုးဒီ Final Cut Pro လိုမျိုး software တွေမှာ तू ကဒီ Apple ဒီ M4 chip ထဲမှာပါတဲ့ neural engine ကိုအသုံးပြုပြီးတော့လုပ်လို့ရတဲ့ဟာတွေအများကြီးရှိတယ်အဲ့တော့ဒီ Final Cut Pro နောက်ဆုံး version မှာပါလာတဲ့ magnetic mesh ဆိုတဲ့ function အဲ့ဒါလေးကတော်တော်လေးမိုက်တယ်ဒီ AI ကိုအသုံးပြုပြီးတော့သူတို့လောက်လာတာဒီကတော်တော်လေး masking အုပ်တဲ့နေရာမှာတော်တော်ကိုတည်တည်သက်သက်ဖြစ်သွားတာကိုတွေ့ရတယ်
ဒါတော့ကျွန်တော်အကြမ်းမြင်မပြောပြပေးသွားတာပေါ့နော်သုံးတာတော့ကိုတိုင်း share တာသုံးကြည့်ပေါ့နော်အဲ့တော့နောက်တစ်ခုက Apple Intelligence မှာစပြီးတော့ရလာတဲ့ auto caption အဲ့တော့ AI ကိုအသုံးပြုပြီးတော့လုပ်ထားတာဖြစ်တဲ့အတွက် offline မှာရပါတယ်သူက offline လည်းသုံးလို့ရတယ် caption ကိုလုံးဝ automatic ထိုးသွားနိုင်တယ်မြန်မာစာမရတာကတော့စိတ်မကောင်းစရာပဲနောက်ပိုင်းမှာ supporting လုပ်လာမလားပါမလားတော့မပြောတတ်ဘူးပေါ့နော်နောက်ပြီးတော့ vertical video တွေပါပြောင်းတာအဲ့လိုပြောင်းသွားတဲ့အချိန်မှာပါ caption တွေကလုံးဝ vertical နဲ့တင့်တော်တဲ့ caption site တွေအနေအထားတွေကိုလိုက်ပြီးတော့ပြောင်းသွားတာဖြစ်ပါတယ်တော်တော်လေးတော့ကျန်းတယ်လို့ပြောလို့ရတယ်ဗျာဒီ$999နဲ့ဒီလောက်အထိအောင်ကျန်းတာကတော့နောက်ပိုင်းမှာဘယ်လောက်ထိစကျန်းလဲဆိုတာတွေပါကျွန်တော်ပြောပြပေးသွားပါမယ်ပြီးတော့ကျွန်တော်ဒီ Lightroom မှာကျွန်တော် super resolution ကိုစပြီးတော့ကျွန်တော်သုံးလို့ရလာတဲ့ super resolution စမ်းကြည့်ရတာဒီအခု file export လုပ်ကြည့်ရတာတွေကိုကျွန်တော်စမ်းပြပေးပါတယ်နောက်ပြီးတော့ကျွန်တော်ရှိမှရှိတဲ့အခု M3 Pro တက်ဆင်ပေးထားတဲ့ MacBook Pro နဲ့ဒီ Mac Mini M4 base model ကိုရှင်ပြီးတော့ကျွန်တော် Lightroom super resolution တက်တီလည်းစမ်းပစ်ခဲ့တယ်အဲ့ဒါတော့အခုမြင်တဲ့အတိုင်းပဲပေါ့နော်တော်တော်လေးမြန်ဆန်နဲ့သုံးလို့ရတာကိုတွေ့ရတယ် base model ဆိုပေမဲ့ဒီ M3 Pro နီးနီးကိုလိုက်နိုင်တယ်ပြီးတော့ file export လုပ်တာတွေဘာတွေမှာဆိုလို့ရှိရင်လည်းပဲတော်တော်လေးမြန်တာကိုတွေ့ရတယ်maybe M3 Pro ကနည်းနည်းလေးမြန်ကောင်းမြန်နေနိုင်တယ် RAM က 16GB နဲ့ 18GB ဆိုတော့မစိုးတလောက်ကလေးနည်းနည်းများနေတာကြောင့်မြန်တော့မြန်နိုင်တယ် memory အကြောင်းပြောလဲစတဲ့ကျွန်တော်အခု M4 ချစ်မှာကတော့ဒီ memory bandwidth ကပို့ပြီးတော့များပါလာတာတွေ့ရပါတယ် Apple Silicon ချစ်ရဲ့အားသာချက်ဖြစ်တဲ့ဒီ Unified Memory ဆိုတဲ့အခေါ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင် CPU GPU နဲ့ Neural Engine တွေအကုန်လုံးသုံးခုစလုံးပေါင်းပြီးတော့ဒီ chip ထဲမှာလုပ်ရမယ့်အမျိုးမျိုးသောလုပ်ဆောင်ချက်တွေအကုန်လုံးကိုဒီ memory အများအခေါ်ဒီ RAM တစ်ခုရဲ့အပေါ်မှာပေါင်းပြီးတော့တို့ကသုံးတာဖြစ်တဲ့အတွက်ပုံမှန်ထက်ပိုပြီးတော့မြန်ပါတယ်အဲ့ RAM ကလည်း chip ရဲ့ဘေးမှာကပ်ရရှိနေတာအဲ့တော့တော်တော်လေးကိုမြန်တယ်ပေါ့နော်အဲ့ဒါကိုမှသူတို့ကဒီ bandwidth ဆိုရဲဒီအများကြီးထည့်ပေးထားတယ်ဗျ bandwidth ဘယ်လောက် gigabyte per second ဆိုပြီးတော့ထည့်ထားပေးတဲ့အခါကျတော့ဒီ data တွေကသွားလိုက်ပြန်လိုက်သူတို့သယ်ယူပို့ဆောင်ရမယ်အခါမှာပို့ပြီးတော့မြန်ဆန်ပို့လို့ရလာပါတယ်အဓိကတော့ဗျအားလုံးခြုံပြီးတော့ပြောလိုက်ရမယ်ဆိုရင်စက်ကပို့ပြီးတော့တွတ်လက်နဲ့သုံးလို့ရလာတယ်ဆက်တွတ်သွားတယ်လို့တော့ပြောလို့ရတယ်ဗျာRAM ပမာဏများလိုချင်တဲ့သူတွေအနေနဲ့ကတော့အရင် Mac Mini M2 မှာတော့က RAM က 32GB အထိပဲအများဆုံးမြင့်လို့ရတာဖြစ်ပြီးတော့အခုဒီ Mac Mini M4 မှာကတော့ RAM ကို 64GB အထိမြင့်ပြီးတော့သုံးလို့ရပါတယ်ကဲအဲ့ဒါဆိုရင်တော့ကျွန်တော်စမ်းပြခဲ့တဲ့ဒီ benchmark တက်လေးတွေမပြောပြခင်မှာဒီကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးလို့ရှိရင်လုပ်သွားပေးရင်လည်းဒီ Mac Mini M4 အကြောင်းကိုသိချင်တာပဲဖြစ်ဖြစ်တခြားဘလိုမျိုးသောဗီဒီယိုတွေလုပ်ပေးစေချင်တာလဲဆိုတာလေးတွေ comment မှာပြောပြပေးတော့လို့ရတယ်ဗျာနောက်ပြီးတော့ဒီ Mac Mini အကြောင်းမရှင်းတာရှိရင်လည်းပဲကျွန်တော်ရှိကို comment မှာမေးသွားလို့ရပါတယ် okay အဲ့တော့ benchmark တက်လေးတွေကျွန်တော်ဆက်သွားရအောင်benchmark တွေကတော့ကျွန်တော်အခုလက်ရှိသုံးနေတဲ့ဒီ M3 Pro တက်ဆင်ပေးထားတဲ့ဒီ MacBook Pro 14လက်မရဲ့ Mac Mini M4 ရဲ့နှစ်ခုရှင်ပေးထားတယ်အရင်တုန်းကကျွန်တော်စမ်းပစ်ခဲ့တဲ့ဒီ M4 Pro လေးရဲ့ benchmark ကိုဆွဲပြီးတော့ထည့်ထားပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် given sit result လေးတွေကိုကျွန်တော်ပြောပြပေးသွားမယ်အဲ့တော့ M4 မှာကဘယ်လိုရှိလဲဆိုတာတွေကတော့အခုကျွန်တော်ဇယားကြီးနဲ့ပြပေးမယ်ပေါ့ဗျာမြင်းတဲ့အတိုင်းပဲအနေထားကတော့ single core ကတော့ထုံးစံအတိုင်းပဲဒီ M3 Pro ထက်ကတော့ M4 ကတော့ပိုများလိမ့်မယ် M3 Pro ဆိုတာက Pro ဆိုပေမဲ့ဒီ single core အနေနဲ့ကတော့အတူတူပဲအဲ့တော့ multi core ကတော့မဆိုသလောက် M3 Pro ကတော့များနိုင်တယ်ဘာလို့လဲဆိုတော့သူကငကိုတွေကကျွန်တော်တို့ base model မှာမဟုတ်တာ Pro model ဆိုတဲ့အခါကျတော့ core တွေကပိုများတဲ့အတွက် multi core တွေနောက်ပြီးတော့ Pro version ဖြစ်တဲ့အတွက် graphic တွေပိုများမှာကတော့ထုံးစံပဲဒါပေမဲ့ထုံးစံပဲဆိုပေမဲ့နော် graphics ကို M3 Pro လောက်နီးကိုဒီ base model မှာလိုက်နိုင်နေဆိုတာကတော်တော်လေးကိုမိုက်တာဗျတကယ်အဲ့တော့ဒီနောက်တစ်ခုကကြတော့ဒီ Cinevan R24 ကိုကျွန်တော်စမ်းပစ်ခဲ့တယ် Cinevan R24 မှာဆိုရင်လည်းကျွန်တော်အခု graph နဲ့ပြထားမယ်အခုမြင်တဲ့အတိုင်းပဲ single core တွေဘာတွေကတော့တော်တော်လေးကိုများသွားတယ် M3 ထက်ဆိုင် M3 Pro ထက်ဆိုင်များသွားပြီပေါ့နော် M3 ကစောစောကပြောသလိုပဲ Pro ဘာလို့ဆိုပေမဲ့ single core မှာကရိုးရိုး M3 Pro M3 Max အကုန်လုံးက single core အနေနဲ့အတူတူပဲ multi core အလိုက်ပဲကွဲပြားခြားနာသွားတာဆိုတော့လေအဲ့တော့ single core ကတော့အများကြီးကွာနေနိုင်ပါတယ်multi core score မှာဆိုလို့ရှိရင်လည်းပဲသူကဒါ Pro version ဖြစ်တယ်လို့ပြောတာပေါ့နော် Cinevan R24 ကိုစမ်းကြည့်ရတဲ့ result အရာတော့အများကြီးတိတ်ပြီးတော့ဟိုစီးနေကြီးလို့ကွာလာတာတော့မတွေ့ရဘူးဒါပေမဲ့ဒီ M4 Pro မှာတော့အခုမြင်တဲ့အတိုင်းပဲ M4 Pro result နဲ့ကြီးလိုက်မယ်ဆိုတော့နှစ်ဆနီးပါးလောက်ကိုသွားတယ် graphic performance ဒီမှာဆိုရင်လည်းအဲ့လိုပဲဒီ M3 Pro နဲ့ကအများကြီးမကွာပဲမဲ့ M4 Pro နဲ့ကိုသူတို့ရဲ့ဒီ M4 series မှာရှင်းလိုက်ရင်တော့နှစ်ဆလောက်ကိုကွာနေတာကိုတွေ့ရမှာပါအဲ့ဒါဆိုရင်လည်းအခုလိုမျိုးကွာခြားချက်တွေကကျွန်တော်တို့တကယ်လက်တွေ့မှာအဲ့လောက်ကြီး
သုံးပြတာတော့မဟုတ်ဘူးเนาะဒါပေမဲ့ကျွန်တော်အဲ့ဒီ application တွေတိုင်းတဲ့အချိန်မှာလည်းပဲ Cinevan R24 ကို7 minute လောက် run နေပေါ့เนาะတစ်ခေါက်တည်း run တာမဟုတ်ဘူး7 minute တောက်လျှောက်ကျွန်တော်ပြီးတဲ့အထိ run နေတာလည်းပဲ fan ကပုံမှန်ဆိုရင် RPM 1000လောက်လည်နေတာကနေအဲ့ကြရင်တော့1600တို့2000တို့အဲ့လောက်ထိကိုလဲတာတော့တွေ့ရတယ်ပေါ့เนาะ fan ပို့ပြီးတော့လဲသွားတယ်ပေါ့ဗျာပန်ကာလေးရှိတာလည်းပဲဒီမစိုးဘူးလို့ပြောလို့ရတယ်မဖို့ air တွေဘာတွေကြတော့ပန်ကာမပါဘူးလေပန်ကာမပါတော့နည်းနည်းလေးညှပြီးတော့သုံးရတဲ့အနေအထားတွေဘာတွေဖြစ်နိုင်တယ်နောက်ပိုင်းမှာလည်းပဲကျွန်တော်မဖို့ air နဲ့ဒါနဲ့ဘာဝေးရမလဲမမီနေဆိုတော့လေအဲ့ဒါလေးပဲပြောပြချင်လဲပြောပြပါဦးမယ်ပေါ့နော်စိတ်ဝင်စားရဆိုတော့ comment မှာ man ခဲ့ပြီးလို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီကွာခြားချက်တွေကဒီတကယ်လက်တွေမှာစမ်းရတာကဘယ်လောက်ထိကွာသွားလဲဆိုတာကိုတီအောင်စမ်းလို့ရတယ် speedometer ဆိုတဲ့ app လေးတခုကျွန်တော်တွေ့ထားတယ်အဲ့ဒါလေးနဲ့စမ်းကြည့်တဲ့အခါမှာကတော့ဒီနှစ်ခုစလုံးကဒီ Chrome browser မှာပဲစမ်းတာပေါ့နော် browser မှာသုံးရင်ဘယ်လောက်တွက်မလဲဆိုတော့သူကစမ်းတာဗျာအဲ့တော့ Chrome browser မှာပဲဒီ M3 Pro နဲ့စမ်းကြည့်လိုက်တဲ့အခါမှာ M4 ကတော်တော်လေးတွက်တာအောင်တွေ့ရပါတယ်လုံးဝမတင်ထားတဲ့ရလက်ကြီးကိုထွက်လာတာပါအဲ့တော့ performance ကတော့တော်တော်လေးတော့တွက်တယ်ပေါ့နော် web browsing တွေပါလုပ်နေမယ်ဆိုရင်တော်တော်လေးကွာခြားချက်တော့ရှိနိုင်ပါတယ် gaming တက် gaming ကတော့ဒီဟာကို game soft ကိုတီးတက်တော့ဝယ်ဖို့အကျဉ်းမပေးဘူးဒါပေမဲ့ကျွန်တော်တို့လိုမျိုး editing လုပ်ရင်းနဲ့ကြုံလို့ game soft ကျင်တဲ့သူတွေအတွက်ကတော့အကျဉ်းပေးပါတယ်အရင်လိုမျိုးကျွန်တော် Dota 2လောက်ပဲဆော့တာမဟုတ်တော့ပါ DR Vlog 4ကိုကျွန်တော်စမ်းကြည့်ပြခဲ့တယ် medium setting လောက်မှာကျွန်တော်3နာရီလောက်ထိုင်ဆော့ရအောင် AC ပဲစက်တွေပါရပူမလာဘူးဗျာစပိုင်းမိုက်တယ်အဲ့တော့ map ပေါ်မှာ game ဆော့ကျင်တဲ့အတူတွေအတွက်ကတော့စိတ်ဝင်စားစရာပါအဲ့လိုမျိုးဆော့ကျင်တဲ့သူတွေအတွက်လည်းဒီဘယ်လိုမျိုးဆော့ရလဲဘာညာသိကျင်နေဆိုရင်ထပ်ပြီးတော့ comment ပေးသွားလို့ရပါတယ်နောက်ဗီဒီယိုတစ်ခုကျွန်တော်ထပ်လုပ်ပေးသွားပါမယ်အဲ့ဒါဆိုလို့ရှိရင်တော့စိတ်ဝင်စားတဲ့သူများတယ်ဆိုရင်လုပ်ပေးသွားမယ်ပေါ့ဗျာထားပါအဲ့တော့ hardware ဘိုင်းကွာခြားချက်လေးကျွန်တော်ဆက်ပြောရအောင်အဲ့တော့တခြား game တွေပဲကျွန်တော်စမ်းပြပေးခြင်းပင်ပဲတခြား game တွေစမ်းပြတဲ့ဟာတွေကဒီဗီဒီယိုမှာထည့်လိုက်မယ်ဆိုရင်ဗီဒီယိုကအရင်ရှိတော့ပြင်းစရာကြီးကောင်းသွားမယ်ဗျာအဲ့တော့ကျွန်တော်ဒီ hardware ဘိုင်းလေးတွေကွာခြားချက်လေးတွေကျွန်တော်ဆက်ပြီးတော့ပြောပြပေးရအောင်အဲ့တော့အရင် Mac Mini M2 မှာက display နှလုံးပဲချိန်လို့ရတာကနေပြီးတော့အခု M4 မှာက display 3လုံးထိချိန်လို့ရလာပါပြီ port တွေမှာဆိုလို့ရှိရင်လည်းပဲဒီနောက်ဘက်မှာ Thunderbolt port တွေ3ပေါက်ပါလာတဲ့ဒီ M4 Pro version ကိုတက်မယ်ဆိုရင်တော့ဒီရှေ့ဒီမှာပါရှေ့ရ2ပေါက်မှာပါ Thunderbolt တွေဖြစ်သွားမှာဖြစ်ပေမဲ့အခုကတော့ဒီ base model မှာကတော့ဒီဘက်ကတော့ဒီ Type C ပေါ့နော် USB C အနေနဲ့ပဲရှိတဲ့နောက်ဘက်မှာတော့ Thunderbolt ပေါက်တွေပါတယ် USB Type A ကတော့လုံးဝမရှိတော့ဘူးမရှိတော့ပေမဲ့ဒီမှာ SD ကတစ်ပေါက်လေးသာပါလာရင်တော့ဘယ်လောက်ကောင်းမလဲပေါ့နော်ဒါပေမဲ့သူ့မှာဖန်တီးထားတဲ့ဒီလောက်တေးသေးချစ်ချစ်လေးဖန်တီးထားတာကို SD ကပေါက်မှာပါတာကတော့အပြစ်တော့ပြောစရာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ပါလာရင်တော့ပိုကောင်းတယ်နောက် model မှာထည့်ပေးအောင်မလားဆိုတာကတော့ရင်တမမနဲ့မျောလင်းဆောင်စားနေရမယ်အနေထားပါဗျနောက်ပြီးတော့အများအခေါ်အော်ဒီ hardware ဘိုင်းမှာအပြောများနေကြတယ် power bottle ကအောက်မှာရှိနေတာကြီးကဘာဖြစ်တဲ့ညာဖြစ်တဲ့နဲ့ပြောနေကြပါမယ်ကျွန်တော်တို့ကဒီမှာကတော့ကျွန်တော်ရှိမှမီးမပြတ်တဲ့အခါကျတိတ်ပြီးတော့ power မပိတ်ဖြစ်ဘူးပေါ့နော်တစ်နေ့လုံးကြာမှတစ်ခါတော့မှပဲပြောလို့မရကျွန်တော်ပိတ်မှထင်တယ်မမီရောလောက်အောင်ကို power မပိတ်ဖြစ်ဘူးလို့ပြောလို့ရတယ်ဗျာဒါအရှင်းဆုံးပြောတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရှိမှာကမီးပြတ်တဲ့အခါတွေပဲဖြစ်ဖြစ်အဲ့လိုမျိုး power ကိုချွေတာသုံးဆွဲနေရတဲ့အနေအထားတွေလည်းရှိတာကိုအဲ့ဒီအချိန်မှာကတော့ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့ဒီလိုမျိုးဟာကိုဒီ Apple ကထုတ်လိုက်တဲ့အခါကျတော့သူတို့က 3D printer တွေနဲ့ဘိုင်းနဲ့ထုတ်ပြီးတော့အဲ့လိုမျိုးဒီ Mac Mini ကိုအလှဆင်ပြီးတော့သုံးလို့ရနိုင်တယ်အလှဆင်ရင်ကျွန်တော်တို့ဒီ power button ကိုအပေါ်မှာနှိပ်ရင်းလုပ်လို့ရမယ်ဟာမျိုးတွေပါ case တွေဗျာဖုန်းတွေမှာအများကြီး cover တွေတက်ပြီးတော့သုံးနေသလိုမျိုးအဲ့လိုမျိုး decoration ပုံစံတွေအများကြီးအလှဆင်ဖို့ထွက်လာပါတယ်အဲ့တော့အပြစ်လည်းအများကြီးပြောလို့မရဘူးဈေးတွေကလည်းအများကြီးမကြီးပါဘူးအဲ့လိုမျိုး 3D printer နဲ့ထုတ်တာလေးဆိုလို့ရှိရင်ကျွန်တော်1000ဝန်းကျင်လောက်နေတောင်မှပဲဝယ်လို့ရနိုင်တယ်မှာလေ okay အဲ့တော့ကျွန်တော်ကတော့ဒီ power button အောက်မှာပါတာတွေအပေါ်မှာပါတာတွေဘေးမှာပါတာတွေအတွက်ကိုတော့အဲ့လောက်တိတ်ပြီးတော့စိတ်ဝင်စားမှုတော့မရှိဘူးလို့တော့ပြောလို့ရတယ်ဗျအဲ့တော့အဆုံးသက်အနေနဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့အခုအသစ်ထွက်တဲ့ဒီ Mac Mini ကလုံးဝမိုက်ပြီးတော့ပေးရတဲ့ဈေးနဲ့ရှယ်တန်နဲ့ Mac Mini တစ်လုံးဆိုတာကိုအခုချိန်မှာတော့ဘလူးမှငင်းကြမယ်လို့တော့မထင်ပါဘူးအကယ်၍သင်ကဒီ$999နဲ့ Mac Mini M4 ကိုဝယ်ဖို့စဉ်းစားနေတာဆိုလို့ရှိရင်တော့စဉ်းစားမနေနဲ့ဝယ်လိုက်တော်တော်လေးတင့်တော်တယ်လို့ပြောလို့ရတယ်ဗျအခုနကကျွန်တော်စမ်းပြထားတာတွေလောက်ပဲသုံးပါဆိုရင်တော့ Pro တွေ Max တွေအထိသွားစရာမလိုဘူးစဉ်းစားစရာမလိုဘဲနဲ့ဒီ base model နဲ့တင်တော်တော်လေးကိုအဆင်ပြေနေပါတယ်ဒါပေမဲ့ Mac Mini ဝယ်တဲ့အခါမှာကိုယ့်ရဲ့ပတ်စံကနောက်ထပ် option တစ်ခုလောက်ထပ်ဖြည့်လို့ရတယ်ဘာဖြစ်တင်လဲဆိုလို့ရှိရင်တော့ကျွန်တော်က RAM ကိုထပ်မြင့်တာပိုကောင်းတယ်လို့ထင်ပါတယ်ဒါပေမဲ့ RAM ကလည်းပဲ16ကနေ24ကိုမြင့်လိုက်ဖို့ဆိုလို့ရှိရင်$200အောင်ကျမှာလीအဲ့လိုမျိုးဆိုတော့$800လောက်တော့ဖြစ်သွားမယ်ဒီ base model မဟုတ်ပေမဲ့တစ်စင်မြင့်လိုက်ရင်800ဖြစ်သွားမယ်ဒါပေမဲ့ဖြည့်မယ်ဆိုလို့ရှိရင်တော့ဒီတချို့ကလည်း SSD နဲတော့ SSD ကိုပို့ပြီးတော့ဖြည့်ချင်ကြတယ်ပေါ့နော်အဲ့တော့ SSD ထက်ကျွန်တော်က RAM ကိုပို့အားပေးတယ် SSD ကတော့အခုနောက်ပိုင်းမှာထပ်မြင့်မှုအတွက်အခုလိုမျိုး H-star နဲ့ SSD လေးတွေနဲ့ဖြည့်ရှင်းလို့
ရပါမယ် RAM ကိုထပ်တိုးခြင်းနေဆိုလို့ရှိရင်เนาะဒီ chip ထဲမှာ RAM ကချစ်ရဲ့ဘေးမှာကတ်ထားတာအိုးဒီ M4 chip ရဲ့ဘေးမှာကတ်ထားတာဖြစ်တဲ့အတွက်ဒီလိုမျိုးထပ်ပြီးတော့အပြင်ကနေ RAM တိုးလို့မရပါဘူး SSD ကတော့အခုလိုမျိုးတန်ပြီးတော့တိုးသုံးလို့ရတာဖြစ်တဲ့အတွက်တကယ်လို့သင်ကအဲ့ဒီ option တစ်ခုထပ်တိုးလို့ရမယ်ဆိုလို့ရှိရင်เนาะသင်ရဲ့ပတ်စံကအလောက်ထိတက်နိုင်တယ်အလောက်မှသုံးချင်ပါတယ်ဆိုရင်เนาะ RAM 24GB လောက်အထိမြင့်ပြီးတော့သုံးတာကောင်းပါတယ်ဒါပေမဲ့လည်းပဲ16GB နဲ့လည်းတော်တော်လေးအဆင်ပြေပြေလှုပ်ဆောင်နေတာမို့လို့ကိုယ့်ရဲ့သဘောပဲပေါ့နော်ကိုကထပ်တိုးချင်တယ်ဆိုရင်တော့တိုးပေါ့တကယ်လို့မတိုးချင်ဘူးအဲ့ဒါကိုတော့ဒီ Mac Mini မှာ monitor တွေလည်းမရှိဘူး keyboard တွေလည်းမရှိဘူးဆိုလို့ရှိရင်တော့ခုလိုမျိုး16လက်မှာ monitor တွေပါတယ်အထိပါဝယ်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ16လက်မှာစက်တာကလေးကိုလည်းပဲဒီလိုမျိုးသုံးလို့ရတယ်ဗျာဒါနဲ့ Mac Mini နဲ့ trackpad နဲ့ပြီးလို့ရှိရင်မှာဂိမ်းထိုင်ဆောက်လို့ရတယ်ပစ္စည်းပဲလေနော်keyboard လိုရလားတော့ဒီတက် keyboard လောက်လေးပဲသုံးပို့ပို့ပါပဲအဆင်ပြေပြေနဲ့သုံးလို့ရတယ်ဒါပေမဲ့တခုရှိတာကတော့ဟိုအရင်ရှယ်ကြီးတွေသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ MacBook Pro မဟုတ်တော့မှ MacBook Air ဝယ်တဲ့ဈေးနဲ့တွားတူလိမ့်မယ်ဒါပေမဲ့ MacBook Air ဝယ်တင်လားဒါဝယ်တင်လားဆိုလို့ရှိရင်တော့မတူဘူး performance ကမတူဘူးဘာလို့မတူလဲဆိုတော့သူ့မှာကပန်ကားတွေဘာတွေနဲ့အဲ့လိုမျိုးသုံးလို့ရတယ် MacBook Air မှာ fan မပါတဲ့အတွက်တချို့ workload တွေမှာအားနာနေစရာရှိရင်ရှိလိမ့်မယ်အဲ့ဒီအကြောင်းကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာတက်စိတ်ဝင်စားတယ်ဆိုရင်တော့ပြောပြပေးသွားပါမယ်ကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိကြည့်ပြီးရတဲ့အတွက်တကယ်ကိုကျေးဇူးတင်တယ်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးတာပဲဖြစ်ဖြစ်တခြားသောသိချင်တာရှိရင်ဖြစ်ဖြစ် comment မှာမှတ်သွားပေးလို့ရပါတယ်ဒီနေ့ပြီးတော့ကျွန်တော်ဒီလောက်ပဲပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဘေးကနေကင်းရှင်းပြီးတော့ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေ okay see you